အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ reinforcement learning course ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီ dynamic နဲ့ပေါင်းပြီးတော့ပေါ့နော် reinforcement learning ကိုကျွန်တော် module ထုတ်မယ်ဆိုပြီးလုပ်ခဲ့အကြိုက်ပေါ့နော်အဲ့ဒါအခုဒီရက်ပိုင်းမှာကျွန်တော်တို့ reinforcement learning ရဲ့အကြောင်းနေပြီးတော့ကျွန်တော် agent တစ်ခုရဲ့လို့ပုံနေ intelligent agent ဖြစ်ဖို့ကျွန်တော်ဘာလို့လဲစဉ်သူတို့နောက်ကမှရှိရဲ့ဒီသင်္ချာ theory ကဘယ်လိုမျိုးတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဒါတွေကိုကျွန်တော်တို့ဆက်လုပ်နေရပါပေါ့နော်အဲ့တော့ဒီ reinforcement learning အကြောင်းကိုပေါ့နော်ကျွန်တော်တို့လေ့လာခြင်းနဲ့ဆိုရင်တော့ရှေ့ပိုင်းမှာကျွန်တော်တို့ဒီ AI artificial intelligence အဲ့ကနေဘယ်ရဆလဲဆိုတာအရင်စပြီးပြောမှာပေါ့နော်အဲ့တော့ဒီ reinforcement learning ကိုလေ့လာဖို့ဆိုရင်တော့ရှေ့မှာ AI အခြေခံသဘောတရားလေးရောနည်းသိဖို့ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ artificial intelligence ရဲ့အောက်မှာပေါ့နော်machine learning ရှိရ machine learning အောက်မှာ subfield ပဲွားအချိန်မှာ reinforcement learning ကကျွန်တော် field တစ်ခုအနေနဲ့နော်အဲ့တော့ခုဒီမှာပေါ့နော်သူကreinforcement learning ဆိုတာဘာလဲဆိုတာနဲ့ကျွန်တော်အရင်ဆက်လိုက်အောင်အဲ့တော့သူကဘာလဲ machine learning ရဲ့ကျွန်တော်တို့ ML ရဲ့သူက branch တစ်ခုပါအဲ့တော့ ML ရဲ့ branch တစ်ခုဒီ ML ရဲ့ branch တစ်ခုဖြစ်တယ်သူကဘာလုပ်တာလဲဆိုတာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ပထမတစ်ခုကအရင်ဆုံးreinforcement learning မှာဆိုရင် agent ကအမြဲတမ်းမပတ်မဖြစ်ဘူးเนาะအဲ့တော့ agent ကသူကဘာလုပ်လဲဆိုရင်ကျွန်တော်တို့အခုဒီမှာ interact သူကဘာနဲ့ interact တာလဲဆိုရင်ဒီကြပါသူက interact လုပ်တဲ့နေရာတစ်ခုပဲရှိရယ် environment အဲ့တော့ agent ကဒီ environment ပေါ့နော် environment နဲ့ပြန်လည် interact လုပ်ပြီးတော့သူက decision တွေကိုချရတယ်ချက်ဒါ reinforcement မှာအထင်ရှားဆုံးတစ်ချက်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်ပေါ့သူက agent အနေနဲ့ပေါ့နော်သူ့ရဲ့အမှားတွေအမှန်တွေကိုဘယ်လိုမျိုးခွဲခြားမလဲဆိုတော့ကျွန်တော်အခုဒီမှာ reward ဆိုတာပါလာပြီအဲ့တော့ reward ဆိုတဲ့ဟာနောက်တစ်ခုကကြာဘာလဲဆိုတော့ဒီ reward ဆိုတာ agent ကသူဒီ environment နဲ့ interact လုပ်နေတဲ့တခြားသူ့ရဲ့မှန်ကန်တဲ့ action တွေအတွက်အမြင့်ဆုံးပေါ့နော်သူ cumulative reward လို့ပြောရင်ပုံမှန်လေးဘာလို့လဲဆိုတော့ဒီဟာကြီးတစ်ခုလုံးရဲ့ reward ကိုကျွန်တော်တို့လိုချင်တာအဲ့အတွက်ပေါ့အဲ့ reward ကို maximize လုပ်မယ်အဲ့တော့တို့ချုံပြမယ်ဆိုရင်တော့ maximize cumulative reward အချိန်နဲ့မျှကိုဒါရဖို့အတွက်အဲ့တော့နောက်ဆုံးတစ်ချက်ကကြာဘာလဲဆိုတော့ agent ကပေါ့နော်သူကဒီမှာကျွန်တော်တို့နောက်ထပ်တစ်ခုက trial and ဒီမှာကျွန်တော်မထည့်ရေးလိုက်မလဲဆိုတော့ error ဆိုတာရေးလိုက်မယ် trial and error အဲ့တော့ agent ကသူက reward ရတယ်ဆိုတာကသူကဒီမှန်တဲ့ action အတွက်ကြောင့်သူက reward ရတာအဲ့ဆိုရင်သူကမှားတဲ့ action တွေအတွက်ဘာနဲ့လုပ်လဲဆိုရင်ကျွန်တော်အခုဒီမှာ trial and error တွေကို agent ကကြုံရပါမယ်အဲ့တော့ဒီ trial and error တွေကနေတစင် landing လုပ်ပြီးတော့မှသူ့ရဲ့ positive feedback တွေအတွက်ဆိုရင် agent က reward ကိုပြန်ရမယ်ပြီးရင် negative feedback တွေကျွန်တော် penalty ပြန်ရမယ်ပေါ့အဲ့ဆိုတော့သူက action တစ်ခုလုပ်ပြီးတိုင်းမှာသူ့အတွက်ကျွန်တော် positive feedback negative feedback နဲ့အဲ့လိုမျိုး trial and error နဲ့သူ့ကို landing လုပ်ခိုင်းတဲ့ environment မှာကျွန်တော်တို့ဘယ်လိုစဉ်းစားလိုက်ရမလဲဆိုရင်ပေါ့နော်ဟိုကကျွန်တော်ခွေးတစ်ကောင်ကိုစဉ်းစားကြည့်ကြအောင်ခွေးတစ်ကောင်ကဒီမှာကျွန်တော်တို့ခိုင်းတာလုပ်တယ်ဆိုရင်ခွေးကိုကျွန်တော်တို့ကသူ့ကိုစူပေးအနေနဲ့အယူအမွေကျွန်တော်တို့ဒါရုံကျွန်တော်စူပေးရအနေနဲ့ကြည့်လိုက်မယ်ဒါသူ positive feedback အတွက်ရတယ်ပေါ့ဒါကျွန်တော်တို့ပြန်ပြီးတော့ treat လုပ်ပေးရအဲ့လိုမှမဟုတ်ဘူးပေါ့နော်ဒီခွေးကကျွန်တော်တို့တင်တဲ့အတိုင်းမလုပ်ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့သူ့ကို treat မလုပ်ဘာမှမကြွေးဘူးပေါ့နော်ဒါကဒီ agent သဘောတရားနဲ့အတူတူပါပဲပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီ reinforcement learning ကိုပေါ့နော်ကျွန်တော်တို့စပိန်စီးတာပေါ့ပါလဲဆိုရင်အခုဒီမှာ right bicycle စပိန်စီးရဲ့ဥပမာနဲ့ကျွန်တော်ရှင်းပြီးပြောကြည့်ကြအောင်အဲ့တော့ကျွန်တော်ဒါလေးပြန်ဖြတ်လိုက်အောင်မယ် okay အဲ့တော့စလိုက်အောင်အဲ့တော့ကျွန်တော်တို့ဒီအရင်ဆုံးပေါ့နော်အရှေ့ရဟာတွေကိုနည်းနည်းလေးပြန်ပြီးတော့ချက် compare လုပ်ပါရအောင်အဲ့တော့အခုဒီမှာကျွန်တော်တို့ဘာရှိမလဲဆိုရင် supervise learning အဲ့တော့ supervise learning မှာတော့ကကျွန်တော်မှတ်မိသေးလားမသိဘူး model တစ်ခုကိုပေါ့နော် train နေဆိုရင်သူ့အနေနဲ့ဘာလုပ်မလဲဆိုရင် label data ကအရေးကြီးပါလိမ့်မယ်ဘာလို့လဲဆိုတော့ label data ကို model ကဒီ supervise learning မှာတည်တော့မှသူ့ရဲ့ဒီတေချာထင်းလင်းတဲ့ output ပေါ့နော် input output အဲ့လိုမျိုးသူကတွဲမိမှာပေါ့နော်အဲ့တော့ဥပမာခွေးပုံချောင်ပုံတွေကိုကျွန်တော်တို့ train ဖို့အတွက်ဘေးကနေပြီးတော့ဒါခွေးပုံချောင်ပုံဆိုရဲအားနဲ့အတူတူခွေးချောင်ဆိုရဲ label ပါလာသေးတယ်လို့ပေါ့အဲ့တော့အခုဒီမှာပေါ့နော် reinforcement learning မှာကျွန်တော်အခုဒီမှာ surveying စီးရပေါ့ learning to circle ပေါ့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာသူကကျွန်တော်တို့ကိုအခုဒီမှာ learning
စခဲ့ကျွန်တော်စပိန်စီးမယ်စပိန်စီးရဲ့အချိန်မှာစပိန်စဦးချင်းစီးရဲ့အချိန်မှာတွေ့ဘူးလားမသိဘူးကျွန်တော်တို့ကိုစပိန်စီးရဲ့အချိန်မှာเนาะဒီခြေနင်းကိုအဲ့လိုမျိုးနင်းလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဟွာပေါ့နင်းမဲ့နင်းခိုင်းလားဘလောက်အားနဲ့ခြေနင်းကိုနင်းရမယ်ဒါမှမဟုတ်ရင် handle ကိုဘယ်လိုမျိုးထိန်းရမယ်ဘာညာနဲ့ကျွန်တော်တို့ကိုအတိအကျ instruction ပေးထားတာမရှိဘူးအဲ့တော့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဘာပြောရမလဲဆိုရင် no ဒီ sorry ကျွန်တော် detail အတိအကျပေါ့နော် no detail ဘာလဲဆိုရင်အခုဒီမှာထပ်ပြီးရေးလိုက်မယ်leave အဲ့လိုမျိုးပေးထားတာမရှိဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ situation space ရဲ့အချိန်မှာတွေ့တဲ့များအဲ့ဘယ် situation အတွက်မဆိုပေါ့နော်ကျွန်တော်တို့အတွက်အတိအကျ detail ပေးထားတဲ့ label မရှိပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကပြောရရင် machine learning ရဲ့ supervised selection အနေနဲ့ qualify မဖြစ်ဘူးလို့ပြောရမှာမယ်ဘာလို့လဲဆိုတော့ machine learning ရဲ့ supervised selection မှာသူကအတိအကျပေါ့နော် label data ပေးထားတာရှိပြီးတော့ဒီလိုမျိုး survey နေတဲ့အချိန်မှာကျွန်တော်လည်း survey စီးတင်တယ်ဒါတွေမရှိပါဘူးအဲ့တော့ okay အဲ့ဆိုရင်ကျွန်တော်တို့နောက်တစ်ခုတွက်ချက်သွားလိုက်အောင်ဘာလဲဆိုရင်အခုဒီမှာ unsupervised ဒီ unsupervised learning ကိုတစ်ချက်သွားမယ်ဆိုရင် unsupervised learning မှာကျွန်တော်တို့အဓိကရှာတာဘာလဲဆိုရင်ကိုယ့်ရဲ့ဒီ data ထဲမှာရှိရဲ့ patterns ဒါမှမဟုတ်ဆိုရင်အဲ့ဒီ data ရဲ့ပေါ့နော်ဒီမှာ structure တွေကိုအဲ့ဒီ label တိတိကျကျညွှန်ထားခြင်းမရှိဘဲနဲ့ရှာတာ unsupervised learning အဲ့ဥပမာဆောနာစပိန်စီးဟာလည်းပေးရမယ်ဆိုရင်ဗျာကျွန်တော်ဒီ unsupervised learning မှာကျွန်တော်ဗီဒီယိုအခုရောက်ဗီဒီယိုအခု100လောက်ပေါ့အမှလူတွေအများကြီးစပိန်စီးနေအဲ့တော့လူတွေအများကြီးစပိန်စီးရဲ့ပုံကိုကျွန်တော်အခု100လောက်ကြည့်မယ်ကြည့်ရင်သူတို့စပိန်စီးရဲ့ပုံကိုကျွန်တော်ထိုင်လေ့လာမယ် analysis လုပ်မယ်သူတို့ pattern တွေဘယ်လိုရှိမလဲပြီးရင်အဲ့ဒါကိုကျွန်တော်ပြန်ပြီး replicate လုပ်မယ်အဲ့တော့ဒါ unsupervised learning အခုကျွန်တော်တို့သွားမယ် reinforcement learning နဲ့ဆိုတော့ဒါကလည်းသက်ဆိုင်အောင်ဖြစ်နေ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ reinforcement learning မှာစပိန်ကိုကျွန်တော်တို့လိုမျိုးထိုင်ပြီးတော့ဒီ video ကြည့်ပြီးတော့ဗျာ data cluster ရနေပြီးတော့ pattern လေးလာမှာမဟုတ်ဘူး analyze မလုပ်ဘူး။တခါရဲစပိန်မှာခုံတက်တယ်ပြီးတော့နင်းချလိုက်တယ်။မှတ်ပေါ့နော်။အဲ့လိုမျိုးကျွန်တော်တို့သွားတာကဒါ reinforcement learning မှာဒါဆိုရင်ကျွန်တော်အခုဒီ supervised learning နဲ့ unsupervised learning တို့ဒီ reinforcement နဲ့ဘယ်လိုမျိုးခွဲလဲဆိုတာဥပမာပေးပါအဲ့တော့အခုဒီမှာထပ်ပြောရမယ်ဆိုရင်ပေါ့နော်reinforcement learning ကပြောရရင်ကျွန်တော်ကလေးတယောက်ကစပိန်ပေါ်ခုံတက်ပြီးတော့ကျွန်တော်စပိန်ကို balance ESTI ဟိုဘက်ဒီဘက်အဲ့လိုမျိုးချိန်နေပြီးရင်ချိန်နင်းကိုမြင်ကြည့်ရတဲ့ဟာနဲ့သူကတူတူပါပဲအဲ့တော့အဲ့ကလေးကစပိန်စီးဝိုင်းနဲ့သူတို့စပိန်ပေါက်သွားတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့သူ negative feedback ပေးမယ်။ဘာလဲဆိုရင်အပြင်မှာသဘောတရားဆိုကျွန်တော်နာကျင်တာတို့အဲ့လိုကြောက်တာနာဖို့နာကျင်တာကြောက်သွားတာအဲ့ဒါပြောရမယ်ဆိုရင် negative feedback penalty သဘောမျိုးပါပဲ။အဲ့တော့ဒီကလေးကစပိန်စီးတာမှန်ကန်ပေါ့နော်အဲဒီအချိန်တိုတင်းမှာစီးတက်သွားတယ်သူနည်းနင်းတက်သွားတယ်နင်းနိုင်သွားတယ်ဆိုရင်ကျွန်တော်သူ့ကို positive feedback ပေးမယ်အဲ့ဒါဘာလဲဆိုရင် reinforcement learning မှာ reward ဒီမှာဆိုရင်တော့အဲ့ကလေးကတက်မှာသူနည်းနည်းလေးဟိုဘက်ဒီဘက်အကွာဝေးလောက်ကိုသူနင်းနိုင်သွားတယ်ဆိုတော့သူပျော်သွားမှာပေါ့ဒါနဲ့အတူတူပါပဲအဲ့တော့ဒီအချိန်နဲ့အမျှပေါ့နော်ကျွန်တော်တို့အုံနောက်ဒီကိုလို့လိုက်တယ်ဘာလဲဆိုရင် action နဲ့အဲ့ action တွေကြောင့်ဖြစ်လာတဲ့ဘာလဲဆိုရင်outcomes အဲ့ outcomes တွေနဲ့အမြဲတမ်းသူကသက်ဆိုင်အဲ့တော့ကျွန်တော်တို့ဘယ် action လုပ်လိုက်လို့ movement တစ်ခုခုကကျွန်တော်တို့လဲကြဒါမှမဟုတ်ဘူးဆိုရင်မှန်ကန်စပိန်နေစီကိုရောက်ရမှာလားအဲ့ဒါရင်းနဲ့အုံနောက်မှာအမြဲတမ်းသူကလဲပတ်နေတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်အချင်းချုပ်ရမယ်ဆိုရင်ပေါ့နော်reinforcement learning တစ်ခုလုံးရဲ့အဓိက core idea ပါလဲဆိုရင်ကျွန်တော်အခုဒီမှာ learning learning ကျွန်တော်တို့ကဘယ်ကနေ learning လုပ်မှာလဲဆိုရင် learning from ဒီမှာconsequence pair okay ဒါကကျွန်တော်တို့ reinforcement learning တစ်ခုလုံးရဲ့ပို့ပါပေါ့အဲ့တော့ဒီကောင်ကအရန်ကျွန်တော်တို့ reinforcement learning မှာသူ့ရဲ့အသက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လုပ်လိုက်တဲ့ action တွေရဲ့ဖြစ်ရတဲ့အဲ့ဒါနေပြီးတော့သူက trial and error process လုပ်ပြီးတော့ learning လုပ်ရတာပါအဲ့တော့ကျွန်တော်တို့ trial and error ကိုချက်သွားရအောင် okay ဒါဆိုရင်ကျွန်တော်ဆောင်းဟာဖြတ်လာပြီး trial and error ကိုကျွန်တော်တာမယ်အဲ့တော့ trial and error ကိုဘယ်လို process လုပ်လဲဆိုတော့ reinforcement learning agent ကိုကျွန်တော်အခုဒီမှာ RL agent sorry အဲ့တော့ဒီ reinforcement learning agent ကိုပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်ဒီ environment ထဲမှာရှိတဲ့ agent အနေနဲ့ကျွန်တော်ဘယ်လိုမှတ်ယူလိုက်ဆိုရင်ကလေးတယောက်လိုနဲ့မှတ်ယူလိုက်လို့ရတယ်ဗျာကျွန်တော်ဒီကလေးတယောက်ကသူကအရင်ဆုံး action တစ်ခုကိုသူကအရင်စူးစမ်းမယ်ဆိုရင်ဘာလို့ action လဲဆိုတော့ဥပမာစပိန်စီးရဲ့ကျွန်တော်တို့ဘာလဲဆိုရင်pedal ကိုနင်းတာပဲဖြစ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ steering ကိုလှည့်ကြည့်ရဖြစ်ပေါ့နော်ဒါမှမဟုတ်စပိန်မှာသူကဒီ balancing လုပ်ကြည့်ရဖြစ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ကြည့်ရနဲ့သူကအတူတူပါပဲပြီးရင်ဒါကြီးလုပ်ကြည့်ပွားရေးဆိုဒီ action တွေအတွက်ပေါ့နော်သူကဒီ result ကို observe လုပ်တယ်အဲ့တော့ဒီလိုလုပ်လိုက်တဲ့အချိန်မှာငါလဲသွား
ဒါမှမဟုတ် steering ကိုပတ်လုပ်လိုက်တဲ့အချိန်မှာဒီနေ့ပြန်ထိန်းလိုက်တဲ့အချိန်မှာပေါ့နော်စပိန်စီရဲ့နင်းရတာအဆင်ပြေချွတ်အောင်ဖြစ်သွားတာပြီးရင်သူတို့ကဒါကိုအဲ့ဒါကို landing လုပ်ပြီးတော့ပေါ့နော်အဲ့နောက်တစ်ခါလုံးမဲ့ the next time action အတွက်နောက်ထပ် next action အတွက်ပို့ပြီးတော့ reset ကောင်သူတို့ရဲ့အစောနာလုပ်တဲ့ action တွေကို adjust လုပ်တယ်ဒါကကျွန်တော်တို့ reinforcement learning agent တစ်ခုကသူဒီ environment မှာတွားတဲ့ပုံစံပါအဲ့လိုမျိုးထပ်ဆင့်လုပ်ပြီးတော့ဒီ R agent အနေနဲ့ဘာကိုသူကရှာတွေ့လာတဲ့အထိလဲဆိုရင်အခုဒီမှာကျွန်တော်ရေးထားတယ် strategy အဲ့တော့ပြောရမယ်ဆိုရင်ဒီကောင်ကအတူတရားလဲအတူချုံပြောရမယ်ဆိုရင်ဒီကောင်ကိုကျွန်တော် policy လို့ပဲခေါ်လိုက်အောင်အဲ့တော့အဲ့ policy ကိုရှာတွေ့တဲ့အထိသူတို့ကပြောရင် policy ရှာတွေ့သွားရင်ဆိုတော့သူတို့ confidence ရှိစပိန်နင်းလို့ရပါအဲ့လိုမျိုးကိုထပ်တလဲ iterate လို့သူကလုပ်နေရမှာပါဒီ policy ကိုရှာမတွေ့သေးသေးပေါ့နော်Okay ဒါဆိုရင်ကျွန်တော် reinforcement learning ရဲ့အကြံဉာဏ်လောက်ကကျွန်တော်သိပါပြီအဲ့တော့ဆိုရင်ကျွန်တော်တို့ဒါဘယ်လိုမျိုးကောက်ချက်ချလို့ရလဲဆိုတော့ကျွန်တော်တို့တကယ် real world situation မှာလူတွေက learning လုပ်တဲ့ပုံနဲ့ထားပြီးတော့တူနေပါတယ် action တစ်ခုချင်းစီမှာသူတို့ feedback ရတဲ့ဟာကို motivate ပြီးတော့ learning လုပ်တာပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video တစ်ခုစသွားကြရအောင်